မင်္ဂလာပါဒီနေ့ကတော့ strawberry နေ့ပဲဖြစ်ပါတယ်ဒီရပါတော့လမ်းမှာ strawberry ရောင်းတဲ့လူတွေ့လို့ပေါ့နော်ဝယ်ခဲ့တာဖြစ်တယ်ဘုံတဘုံဆိုရင်2000နဲ့ဒါပေမဲ့ဘူးသေးနဲ့ရောင်းတယ်ကွာတော့3000ဘိုးဝယ်လာပါတယ်3500အောင်မှဆိုတာ900 short ပေးတာဆိုတော့3000ပဲကျပါတယ်ဒီမှာပါလက်ဆက်ဆက်ပဲအကြီးပဲနှစ်ချမ်းထားပေါ့နော်ဒါအလုံးကြီးရင်လည်းပါတယ်ပေါ့နော်ပြီးနို့စီစမ်းထားလိုက်တယ်အဲ့ဒါနဲ့စားချင်လို့ပေါ့နော်စားကြပါအောင်စားပါမယ်ဒီတိုင်းဆိုရင်ကြွားချိုနေပြီဒါပေမဲ့ပိုချိုပြီးတော့အဲ့လိုချိုလေးစားချင်တယ်လို့စမ်းလိုက်တာပေါ့နော်strawberry ကြိုက်ကြလားဒီမှာတော့ရမ်းကြိုက်တယ်စားကြပါဦးကျွေးပါမယ်ဒါဈေးထဲမှာဆိုရင်3000ဘိုးမရဘူးအနည်းဆုံး8000တချို့ဆိုင်မှာ9000ရတယ်ဒါက3000ပဲဆိုတော့လေ3500ကွာ900ရှော့ပေးတယ်ရမ်းတန်လို့ဝယ်လာလိုက်တယ်ရက်တန်တာမရှိတော့စတော်ဘယ်ရီတခါမှမခူးဘူးပေါ့နော်အပြင်မှာခူးကြည့်ရှင်တယ်ဒါပေမဲ့စတော်ဘယ်ရီချန်ဘယ်နှရှိလဲလည်းမသိဘူးအပြင်မှာခူးကြည့်ရှင်ပါတယ်လို့စီစမ်းထားတော့ချင်းချိုလေးဖြစ်နေတာပေါ့နော်
strawberry ကြိုက်တယ် strawberry အခုချိန်ကပေါ့နော်ဈေးကြီးနေတဲ့အချိန်ပဲရှိနေသေးတယ်ပေါ့နော်သူရဒီကုန်ခါနီးတို့အဲ့လိုချိန်ဆိုရင်ဈေးတက်တာရိုင်းအခုကသူရဒီစတီးခါစားဆိုတော့လေဈေးကြီးနေတော့ပဲရှိသေးတယ်အဲ့လိုအိမ်မှာကွာတီးဖြော်ဆက်ရှိရင်လည်းကောင်းတယ်တဲ့အဲ့ဆိုရင်ဒီ strawberry လေးကိုတီးဖြော်ဆက်ထဲပေါ့နော်ချိန်ပြီးတော့အရေးထည့်တောက်လဲရတယ်ကွာအဲ့လိုဆိုရင်ပိုတော့ကောင်းမှာလားဒါပေမဲ့လည်းတီးဖြော်ဆက်မရှိဘူးပေါ့နော်အဲ့ဒါအလုံးလိုက်လေးစားလိုက်တော့တီးဖြော်ဆက်ရှိတယ်ဆိုရင်တော့ strawberry juice လေးရတာပေါ့နော်နောက်ဆုံးအစိတ်အပိုင်းပေါ့နော်ဒါချိုနေရပဲstrawberry ဝယ်ပေါ့နော်အဲ့လိုဈေးတန်တဲ့ဆိုင်ဝယ်ကွာအဲ့ဒါဆိုရင်စားရတာတန်တယ်ကောင်းတယ်ကွာစိတ်လည်းပျော်တယ်ဈေးကြီးမပေးရှင်ဘူးဆိုရင်တော့ပေါ့နော်ဈေးထဲမှာတော့သွားမဝယ်နဲ့ဈေးထဲမှာတော့ဆိုင်တိုင်းရောင်းနေတာကွာဈေးကြီးတယ်အဲ့လိုလမ်းမှာတွေ့တဲ့အချိန်လို့strawberry ချန်အဲ့လိုမျိုးကိုယ်တိုင်သွားဝယ်ရင်တော့တန်တာပေါ့နော်ကိုယ်တိုင်လည်းခူးစားရသေးတယ်ကိုယ်တိုင်အရောက်လည်းအပြင်မှာခူးရတယ်အပြင်မှာလည်းပိုင်ရှင်သားဝယ်တော့ဈေးသက်သာတယ်လေဈေးထဲမှာကျတော့သူတို့ပြန်ယူရောင်းလာဆိုတော့ဈေးကြီးတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် like လေးလည်းနှိပ်သွားပေးကြအောင်နော်အားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်ကျမ်းမာချမ်းသာကြပါစေနေ့ရက်တိုင်းမှာပျော်ရွှင်ဖြတ်သန်းနိုင်ပြီးတော့ကတ်ကြီး3ပါးမှာကျော်လွှားနိုင်တဲ့သူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye